ကိုနုကိုမြန်နေလုံးမယ်ပြီးတော့ဒီပုဂ္ဂိုလ်တွေတေကြတော့အပေပြန်ကြတာလူရာဖြစ်နေတယ်အဲ့ဒါလူတရစ္ဆန်လို့ခေါ်တယ်ကာမဂုဏ်တွေနဲ့ပဲအချိန်ကုန်နေတဲ့သူတွေကလူတရစ္ဆန်တွေအဲ့ဒါကိုသွားပြီးအထင်ကြီးမနေနဲ့အားကြမနေနဲ့တေရင်ငရဲကြမှာနော်အဲ့သူတို့အားကြတဲ့သူတွေအဲ့သူတို့တေရင်ငရဲကြသူတို့ကိုပါငရဲရောက်နေပဲအပေကြမှာကြောက်ပါပြီတော့မလုံးနဲ့လမ်းဘေးမှာတွေ့နေတဲ့ခွေးလေးတွေခွေးဝဲစားလေးတွေတချို့ခွေးလေးတွေပိန်ကတ်နေတဲ့ခွေးလေးတွေအာဟာရပြတ်နေတဲ့ခွေးတွေအထင်မသေးနဲ့သူတို့လည်းအဲ့လိုမျိုးတထေးသားတွေတထေးသမီးတွေနော်အရာရှိတွေဖြစ်ခဲ့တာပဲဘောကပေါ့ပေါ့စားနေတော့အဲ့ဘောတွေရောက်ကုန်တာနော်ဘုံတော့ဘောမှာငရဲလဲကြောက်ဘူးတို့လို့နတ်ပြည်လဲရောက်ဘူးတယ်ဖုံပြောတယ်လို့ဒါဗြဟ္မပြည်ထီတောင်ရောက်ဘူးတယ်ဒါပေမဲ့လည်းစိတ်မထားတတ်ရင်နော်တန်တရားမှာအပေပြန်ကြမှာပဲအဲ့တော့ဘုံတို့ဖျားရှင်ဆုံးမတာရှိရလေဒီကဓမ္မတွေကြားဘူးလားကြားဘူးမယ်ထင်ပါတယ်နော်ဟိုဗြဟ္မပြည်မှာဗါတယ်လေဗြဟ္မပြည်မှာဘုံတို့ဗြဟ္မပြည်မှာတဝင်းဝဲဝက်ဆက်ချင်းမှာတချင်းချင်းဆိုအဲ့ဒီစကားလေးရှေ့လူကြီးတွေပြောကြတယ်ဘုံတို့ဖျားရှင်တာဝတိပြည်ဆုံးခံကြတော့အရှင်အာနန္ဒာနဲ့ဆုံးခံကြတော့ဝက်တွေကဝက်စားရင်ဘယ်လိုစားတော့ဝက်တွေအာရပါရမစားဘူးလားဝက်တွေဟာသူ့ရဲ့တဝက်ဆက်ချင်းထဲမှာလေရှူရှဲရှဲအာရပါရဝက်တွေကစားတယ်အဲ့ဘုရားရှင်ကကြည့်ပြီးအဲ့ဒီဝက်မလေးကိုကြည့်ပြီးပြုံးတယ်ပြုံးတော့ရှင်အာနန္ဒာဘုရားရှင်ကဘုန်းအကြောင်းမဲ့ဘာမှမပြုံးဘူးဘုရားရှင်ကပြုံးလိုက်ရင်သွားလေးပေါ်သွားတယ်ဒါလေးကလည်းဘူတုတရှင်အာနန္ဒာကဘုရားရဲ့နောက်မှာနေတယ်ဘုရားပြုံးတဲ့အခါဘုရားဘာကြောင့်ပြုံးတော့လဲရှင်အာနန္ဒာဘယ်လိုသိလဲတကယ်တော့ဘုရားကကြောပေးတာလေဘုရားရဲ့နောက်ကသူကအမြဲလိုက်တာဘုရားရှင်ပြုံးရင်ဘာကြောင့်ဘုရားရှင်ပြုံးလိုက်မှန်းသိလဲဆိုတော့ဘုရားကပြုံးလိုက်တယ်ဘုရားရှင်ရဲ့သွားတော့ဆွဲတော်လေးစုကနေရောင်းကြည့်တော့ဩဒါတာရောင်းကြည့်တော့အဖြူရောင်းကြည့်တော့ဝင်းကနေဖြစ်သွားတာဘုရားကပြုံးရင်ဟောလို့သွားပေါ်အောင်ပြုံးတယ်ဘုန်းတော်ဘုရားရှင်ကပြုံးတာဝက်လေးကိုကြည့်ပြီးလှောင်တဲ့စိတ်နဲ့မဟုတ်ဘူးနော်တောင်ဝေကစိတ်နဲ့ပြုံးတယ်ဆိုတော့ဘုန်းတော်အပြုံးတွေကအများကြီးပဲလှောင်ပြုံးတို့မဲ့ပြုံးတို့နော်ရွက်ပြုံးတို့အဲ့လိုရှိတယ်တောင်ဝေကအပြုံးတို့လည်းရှိသေးတယ်ဗျာနော်အဲ့လိုမျိုးရှိတယ်ကဲတော့ဒီဝက်မလေးကဒီဝက်စာကိုအာရပါရမရင်ရှက်ရဟိုကဝက်စချင်းထဲမှာရှူရှက်ရှုပ်မြည်ပြီးတော့အာရပါရစားနေတယ်ဖះအဲ့ဒါကိုကြည့်ပြီးတော့ပြုံးတော်မူလိုက်တယ်ရှင်အနန္ဒာကနောက်မှနေနဲ့ဖះရဲ့နောက်မှာတရင်သုံးနေပြီမဲ့ရောင်ကြီးတော်ဒီဩဒါတာအဖြူရောင်ကြီးတော်လေးဝင်းကနေဖြစ်သွားလိုက်တော့မြင်တော့ဖះကပြုံးပြီဖះရှင်တို့မြည်ဒီအကြောင်းပဲမပြုံးရှင်အနန္ဒာမေးတယ်ဘာကြောင့်ပြုံးမှာလဲဖះရှင်အနန္ဒာမေးတော့အေးတယ်ဒီဝက်လေးဟာသူကဟိုဗြဟ္မပြည်ကလာတာတဲ့ဒီဝက်မလေးကတကယ်ဟိုဒါဗြဟ္မပြည်မှာကိုရောင်ကိုဝါတွေတောက်ပအရန်ကိုတကိုးကြီးရတယ်ဒီဝက်မလေးကအဲ့ဒီဗြဟ္မပြည်ကနေတည်တော့ဟိုလိုဗြဟ္မပြည်မှာနေစုတည်တဲ့သူတွေကတော့ဓာတ်ရိုက်ဟိုလိုအပယ်လေးပါးအောင်မကြောက်ဘူးနတ်ပြည်ကတည်တဲ့သူတွေကတော့သူတို့မှာအာကုသိုလ်လုပ်တိုင်းအပယ်လေးပါးကိုဓာတ်ရိုက်ကြစေတယ်ဘာလို့ဗြဟ္မပြည်ရောက်တယ်ဆိုတာကဒါနသီလနဲ့မရောက်ဘူးဒါနသီလအဲ့နှစ်မျိုးတည်းနဲ့မရောက်ဘာဝနာဘုံဘုံစောစောပြောသလိုဇံရအောင်အထုတော်မှာဒါဗြဟ္မပြည်ရောက်တာအဲ့ဒီတော့ဗြဟ္မပြည်ရောက်ထားတဲ့သူတွေဒီအကယ်၍သူတို့ကံကုန်လို့စုတည်ခဲ့တယ်ဆိုရင်တော့မှသူတို့ဒါအပယ်လေးပါးကိုဓာတ်ရိုက်တော့မကြောက်လူပြည်နတ်ပြည်ခံပြီးမှအပယ်ကြရင်ကြမယ်ပေါ့ဥပမာဒါဒီဝက်မလေးကဘွားတကုတ်မှာဒါဗြဟ္မပြည်ရောက်ခဲ့တယ်ဗြဟ္မပြည်မှာသူကကိုအောင်ကိုဝါတွေတောက်ပပြီးအမတန်တကူကြီးရဲ့ဒါဗြဟ္မဖြစ်တာအခုတော့ဝက်စချင်းထဲမှာဝက်စာတွေကိုမက်မောအာရပါရစားနေတယ်တောင်ဝေကရတကယ်ဖို့ဗြဟ္မပြည်မှာတော့တကယ်ပီတိပဲစားပြီးတော့အရန်အစစ်မြင့်နေတကယ်နတ်တွေထက်တောင်အစစ်မြင့်တာလေဘုန်းတော်ဗြဟ္မာတွေဆိုတာနတ်တွေကနတ်ဩဇာစားရတယ်အခုလူပြည်မှာရောက်နေတဲ့နတ်ဩဇာပြောတာမဟုတ်အဲ့ဒါသူကနာမည်လျှောက်ပေးထားတာနော်အဲ့နတ်ဩဇာဆိုတာအရန်ကိုအစစ်မြင့်တဲ့အစားအတော့ပေါ့နတ်တွေတွေစားတော့တဲ့နတ်ဩဇာဘုန်းတို့နတ်တွေကနတ်ဩဇာစားရတယ်ဒီဗြဟ္မာတွေကဘာမှမစားပဲတဲ့သူကပီတိနဲ့ပဲနေတယ်မေတ္တာကရုဏာမုဒိတာဥပေက္ခဒါဗြဟ္မစိုးတရားခေါ်တယ်ဒါအဲ့ဒီဗြဟ္မာတွေကဒီ၄ပါးပဲနှလုံးသွင်းနေတာဘာမှမစားမတော့ပဲနေတာနတ်ဩဇာလည်းမစားစရာမလိုပြီးတော့ဗြဟ္မာတွေကနတ်တွေကနတ်တာနတ်သမီးရှိရဟောဒီဒါဗြဟ္မာတွေကဗြဟ္မာမဗြဟ္မာအထီးမရှိဘူးယောက်ျားပုံစံတွေကြီးပဲဒါပေမဲ့သူတို့မှလိင်္ဂါတွေမပါဘူးကာမဂုဏ်တွေမခံစားကြဘူးနော်သူတို့ကမေတ္တာကရုဏာမုဒိတာဥပေက္ခနဲ့နေတယ်ပီတိနဲ့ပဲနေတယ်ကာမဂုဏ်လည်းမခံစားဘူးဘာမှစားစရာလည်းမလိုဘူးစားစရာမလိုဘဲနဲ့သူတို့ကအသက်ဒါနတ်တွေထက်တောင်အသက်ပိုရှိတယ်သူတို့ကစိတ်တွေချမ်းသာပြီးငြိမ်းချမ်းမှုတွေနဲ့ပဲနေနေတာအဲ့ဒါဗြဟ္မာချမ်းသာနတ်ထက်အစိမ့်မြင့်တော့အဲ့ဒီဒါဗြဟ္မာပြည်မှာတော့တကိုးတွေအရန်ကြီးအစိမ့်မြင့်တဲ့ဗြဟ္မာကြီးဖြစ်ကိုရံကိုဝါတဲ့တောက်ပတဲ့ဗြဟ္မာဖြစ်ပေမဲ့လည်းတရားတာမသိထားရင်တော့ကုသိုလ်အကျိုးပေးခွင့်ရတော့ဗြဟ္မာပြည်ရောက်အကုသိုလ်ပြန်အကျိုးပေးတော့ဝက်ပြန်ဖြစ်ရတာ
အခုဒီကနေ့မတို့ဝတ်ဒီမြင်တဲ့ကအထင်မသေးနဲ့သူတို့လည်းလက်ပြပြမပြရလာတဲ့သူတွေခွေးလေးတွေမြင်တာလည်းထင်မသေးနဲ့နော်ကိုလည်းအဲ့ဒီခွေးဘွားဝက်ဘွားရောက်ခဲ့ဘူးလေဒါကိုချင်းစာကြည့်တိုင်ငန်းစာယူတောင်ဝင်ကယူနော်ခွေးတွေဝက်တွေအတင်းနှိမ်မနေနဲ့ကိုလည်းအဲ့ဘွားရောက်ခဲ့ဘူးလေသူတို့လည်းလေးစားမှုပေးသူတို့လည်းမေတ္တာပေးတောင်ဝင်ကယူနော်စသည်ဖြင့်ပေါ့သူတို့တောင်ဝင်ကယူတယ်လူပြီဘာလာလောက်တာလဲဖုံးပြောပြီးကုသိုလ်ကောင်းမှုတွေပြုပြီးအပယ်ပိတ်အောင်ကြိုးစားမယ်ဘတော့မှအပယ်လေးပါးမကြောက်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့လူပြီလာတယ်ဆိုတာကိုကိုသိဖို့လိုတယ်အဲ့ဒါကိုမေးရမယ်ငါဘာကြောင့်လူလာဖြစ်တာလဲလူပြီငါဘာလာလောက်တာလဲလူပြီလာပြီးတော့အိမ်ယာတီတော်လူတို့ပေါင်းတာသမီတွေလာမွေးယောက်ျားဖြစ်တော့မိန်းမယူမိန်းမဖြစ်တော့ယောက်ျားယူဒီကလေးတွေမွေးအမေးတွေရစောင်းတွေစီးပွားရေးတွေလုပ်ပြီးတော့ဘာဖြစ်မလဲတေးအဲ့ဒါလောကရဲ့နိယာမရေဘုံအဖြစ်ပါနော်တချို့လည်းလူပြိုကြီးပြိုကြီးပွားနေသေးတယ်တချို့လည်းဒါအိမ်အောင်ပြုတ်တယ်ဒီမှာကျောင်းတွေတက်တယ်စသည်ဖြင့်လောကရဲ့နိယာမရာဒီတိုင်းပဲသွားနေတာကိုယ့်ဘဝဒီတိုင်းပဲသွားဒီတိုင်းပဲဖြစ်ချင်သလားကိုမေးပေါ့ဘုံဘငယ်လေးတွေကအဲ့အသွေးသွေးတယ်ငါလူပြည်လာတာဘာအသိပဲလေလူပြည်ဖြစ်လာခြင်းရဲ့လူဖြစ်လာခြင်းရဲ့ရည်ရွယ်ချက်လူဖြစ်လာခြင်းရဲ့အဓိကဘာလဲလူပြည်ရဲ့အနှစ်သာရတကယ်အဓိပ္ပာယ်ရှိပြီးအနှစ်သာရပြည့်ဝတဲ့တကယ်အကျိုးရှိတဲ့အလုပ်ကဘာလဲငယ်လေးတွေကကိုယ်ရှာတယ်စီဝါရေးလားယာရုလားအာနာလားပါဝါလားငွေကြေးလားဘာကြီးလဲအဲ့တွေကတရားတော်နဲ့ကြည့်အနှစ်သာရပေါ့အဲ့ဒါဘာလဲအနှစ်သာရရှိတယ်တကယ်အောက်ကိုရနောက်ဆုံးတည်တော့ဒီတရားဓမ္မဆိုတာတွေ့တယ်ကိုယ့်ရဲ့ဘိုးဘွားတွေကဘာလုပ်တော့ဘုန်းကြီးရဲ့မိဘတွေဘိုးဘွားတွေကဘုန်းပြောသလိုငယ်ငယ်ကအကြောင်းတက်မယ်အချိန်တန်အိမ်အောင်ကြမယ်နောက်ကလေးမွေးမယ်စီးပွားရှာမယ်ရီလိုက်ငိုလိုက်ပြုံးလိုက်ပျော်လိုက်ဝမ်းနေလိုက်ဝမ်းသာလိုက်နဲ့ပဲအသက်တွေကြီးအဖွေးဖွားကြီးဖြစ်နောက်သေးကုန်တာကိုလည်းဒီပုံစံတိုင်းဒီရန်နေရဒီလက်ပတ်နေတဲ့အဲ့ဒီရဟတ်ကြီးတန်တရားရဟတ်ပြောသလိုပဲအဲ့ဒီတန်တရားဆက်ရဟတ်ကြီးတိုင်းကိုလည်းဒီတိုင်းပဲသွားမှာအဲ့ဒါဟိုလိုသူတို့အတိုင်းသူတို့ရှောက်ခဲ့တဲ့လမ်းစဉ်တိုင်းရှောက်ရင်ကိုလည်းသူတို့လိုဖြစ်မှာငါဘဝငါအဲ့လိုအဖြစ်ခံမလားဘောကိုမေးတယ်အဲ့ဒါတောင်းတယ်ဒီမှာတို့လည်းမေးကြည့်ကိုဒီလိုပဲဖြစ်ခံမလားဒီတိုင်းပဲသွားနေမလားဟာအဖေအမေဖိုးဖွားလဲရှာလဲဖွေလိုက်ရီလိုက်မောလိုက်ငိုလိုက်ဝမ်းနေလိုက်ဝမ်းတာလိုက်အစင်ပြေလိုက်မပြေလိုက်ဒီလိုနဲ့ပဲအသက်တွေကြီးပြီးတည်ကုန်ကြပြီကိုတော့ဒီတိုင်းသွားမလားဟဲ့ခုနာလေးကမြေကွက်လေးအဲ့ဟာဒါဒီမြေကွက်လေးငါပိုင်တယ်ဟောလို့နော်ဟိုဟာလေးငါပိုင်တယ်ဟောလို့ဒီမြေကွက်လေးငါဝယ်ထားတာလीဒါမှမဟုတ်ငါမိဘရှိကအမွေရတာလीဒီမြေကငါမြေလीတင်လားအမှန်မြေကြီးကကိုယ့်ကိုပိုင်တာမေ့နေကိုတည်ရင်ဘယ်ရောက်သွားမှာအဲ့ဒါမြေကြီးကရီမှာသူကရီတက်တဲ့စိတ်ဓာတ်ရှိတော့မြေကြီးကရီမှာပိုင်တယ်ပြောပြီးရင်လေမြေကြီးအောင်လည်းရောက်သွားမှာကိုလည်းမျောစာဖြစ်သွားမှာမြေကြီးကိုကိုကပိုင်တာမဟုတ်မြေကြီးကကိုယ်ပိုင်တာအဲ့လိုဒီလိုပဲပြောသွားကြတာပဲရှိလူကြီးတွေလည်းငါမြေပြောပြီးတည်ကုန်ကြတာလीနော်တည်တော့မြေကြီးတွေပဲရောက်ကုန်တာမျောစာဖြစ်ကုန်တာနော်အဲ့လိုမျိုးပဲလောကမှာလူပြည်ကိုဘာလာလုပ်တာလဲလူပြည်ရဲ့အနှစ်သာရဘာလဲစီးပွားရေးကအနှစ်သာရလားလူမှုရေးကအနှစ်သာရလားဘာမှနာမည်ကြီးမှုတွေအောင်မြင်မှုတွေပေါ်ပူလာပြုမှုတွေဆယ်လီတွေကအဲ့ဒါအနှစ်သာရလားမဆိုင်ဘူးလေလူပြည်ရဲ့အနှစ်သာရသည်လူပြည်ရောက်တော့လူပြည်ဒီကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်စိတ်ကြိုက်လှုပ်ခွင့်ရှိတဲ့လုံနိုင်ဖို့အခြေအနေပေးတဲ့နေရာပဲနော်လူပြည်မှာအကျိုးရှိအောင်လုပ်တဲ့ဖျားဖြစ်အောင်စ조사ရင်တော့မှလူပြည်ဘုန်းကစ조사လို့ရတယ်အဲ့လောက်ထိလူတွေရဲ့ပါဝါကြီးတာဖျားဖြစ်ခြင်းနဲ့ဆိုရင်လည်းဖျားဖြစ်စေတဲ့နီးလန်းတွေတိုင်းတာကြည့်ဖျားဖြစ်သွားလိမ့်မယ်တကယ်တော့ဗြဟ္မပြည်ရောက်ခြင်းသလားနတ်ပြည်ရောက်ခြင်းသလားယဟန္တာဖြစ်ခြင်းသလားပစ္စေကဗုဒ္ဓဖြစ်ခြင်းသလားဘာဖြစ်ခြင်းသလဲအကုန်ဖြစ်လို့ရတယ်နော်အကုန်ဖြစ်လို့ရတယ်အဲ့လိုမျိုးအဲ့ဒါဆိုတော့လူပြည်ကလမ်းစုံလမ်းမှာရောက်နေတာပဲဘဝကမြင့်တဲ့မြင့်အောင်စ조사ခြင်းလဲရလဲလူပြည်ရောက်ပြီးမှအပယ်ဆင်းနေတယ်ဆိုလဲဆင်းပေါ့ငရဲပြည်သွားခြင်းလဲသွားကြပေါ့အဲ့လူ